အားလုံးပဲမင်္ဂလာပါဆိုတော့အခုဗီဒီယိုကတော့ကျွန်တော်တို့ MacBook အခုမှစသုံးမဲ့သူတွေအတွက်ကျွန်တော်တို့အခြေခံအသုံးပြုတဲ့နည်းအပိုင်း၄ပဲဖြစ်ပါတယ်beginner guide အနေနဲ့ကျွန်တော်တင်ပေးလာတာအပိုင်း၄ရောက်သွားပြီပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့အပိုင်း၄ကနောက်ဆုံးအပိုင်းလေးဖြစ်လိမ့်မယ်ပေါ့နော်ဒီပိုင်းပြီးသွားပြီဆိုရင်တော့ MacBook ကိုတက်တက်ကျင်သုံးတက်မဲ့အနေထားမှာရှိသွားပြီဖြစ်တယ်ပေါ့နော်အခြေခံပေါ့နော် Okay ဆိုတော့ဒီနေ့အပိုင်းမှာတော့ကျွန်တော်ကဒီsoftware တွေ install လုပ်တဲ့နည်းကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ install လုပ်တဲ့နည်းဆိုတော့ကျွန်တော်တို့ကဒီWindows နဲ့ Mac မှာသူကကွဲပြားတယ်ပေါ့နော် Windows နဲ့ Mac မှာကွဲပြားတယ်ဆိုရင်လည်းကျွန်တော် download ဆွဲရမယ်ဟာတော့ internet ကနေပဲ download ဆွဲမယ်အဲ့ဒါကကျွန်တော်တို့download ဆွဲလို့ရတဲ့နေရာအမျိုးမျိုးရှိရပေါ့နော်အဓိကကတော့ပထမတနေရာကကျွန်တော်တို့ကသူ့မှာ Apple App Store ပါတယ်ပေါ့နော်ဒီ App Store ပါတယ်ဒီ App Store ကနေကျွန်တော်တို့သွားပြီးတော့ install သွားလုပ်လို့ရတယ်ပထမတစ်ဆင့်ပေါ့နော်နောက်တစ်ခုကကြတော့ Chrome browser မှာကျွန်တော်တို့လိုအပ်တဲ့ software တွေသွား download လုပ်လို့ရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီ install တင်မယ်ဆိုရင်ကိုဆွဲမဲ့ဒီ software နာမည်ပေါ့ထားပါတော့ကိုက Telegram ဆို Telegram Viber ဆို Viber ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်က Telegram Viber ပြီးတော့ကျွန်တော်ဒီ CapCut လိုမျိုးပေါ့နော်ပြီး editing software တစ်ခုလောက်ကိုကျွန်တော်တို့ install တင်ကြည့်မှာပဲဖြစ်ပါတယ်ဆိုတော့တစ်ခုလောက်ကို install တင်တက်သွားပြီဆိုရင်ကျွန်တော်တွေကလည်း I need to ပဲပေါ့နော် I need to ပဲ download ဆွဲရတာပဲဖြစ်တယ်ပေါ့နော် Okay ပါဆိုတော့ပထမအဆုံးအနေနဲ့ကျွန်တော်ဒီမှာ Google Chrome ကိုသွားလိုက်မယ်ပေါ့နော် Google Chrome ကကြတော့ကျွန်တော်တို့ဒီမှာဒီဘက်တော့ကျွန်တော်ဒီမှာ Apple App Store မှာမရတဲ့ software တွေကApp Google Chrome မှာသွားဆွဲလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုး Telegram ဆိုပြီးကျွန်တော်ရချလိုက်မယ် Telegram download ဆိုပြီးရချလိုက်ပါမယ်အဲ့ပြီး Telegram desktop ဆိုတဲ့ app ဒီအပေါ် website ရှိပါတယ်အဲ့ဒါကိုနှိပ်ပါအပ်ပြီးဆိုရင်ကျွန်တော်ဒီမှာ get telegram for mac os ဆိုပြီးရှိရပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကနှိပ်ချလိုက်ပါဒါဆိုရင်တော့ဒီထိပ်မှာဒီမှာdownload ဆွဲသွားပြီပေါ့နော်ဒါပေမဲ့အဲ့ဒီမှာသိထားမှာဒီမှာ telegram.dmg က unverifying ဆိုပြီး block ဖြစ်သွားတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တစ်ချက်ဒီလိုလေးနှိပ်လိုက်မယ်ပြီးရင် download unverified file ပေါ့နော်သူ verify လို့မထားဘူးအကြောင်းမလို့သူက virus ကိုင်နေတယ်လို့သူကပြောပြီးတော့ block လုပ်သွားတာပေါ့နော်ကျွန်တော်ကတော့ download and verify တဲ့ file ပဲနှိပ်ချလိုက်ပြီးတော့ download ဆွဲလိုက်မယ်ပေါ့နော်အဲ့ပြီးတော့ဒီမှာ .dmg ဆိုပြီးတော့ပေါ်သွားပြီပဲဖြစ်ပါတယ်ဒါဆိုရင် Telegram download ရသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ finder ထဲမှာကျွန်တော်ဒီမှာ download ကိုသွားလိုက်မယ်ဆိုရင် tsat.6.4.1 dmg ဖြုတ်ပြီးပေါ်သွားပါပြီအဲ့ဒါလေးကိုကျွန်တော်ကနှစ်ချက်စက်တိုက်ဖွင့်လိုက်ပါနှစ်ချက်သက်တိုင်းနေလိုက်ပေါ့နော်ပိတ်ပြီးသွားပြီဆိုရင်တော့ Telegram ကိုဒီဘက်က Telegram ဆိုဒီဘက် application လေးတွေကိုဆွဲထည့်လိုက်ရုံပဲပေါ့နော်ဆွဲထည့်လိုက်ရုံပဲအဲ့ဒါကျွန်တော်အခုလက်ရှိမှာကျွန်တော်ကဒီကောင်ကပါပေါ့နော်ဒီကျွန်တော်မှာ Telegram software ကထည့်ထားပြီးသားပေါ့နော်အဲ့ဆိုကျွန်တော်ဒီမှာ replay လုပ်မလား keyboard လုပ်မလားပေါ့နော်ကျွန်တော်ထားပါတော့ဒီတစ်ခုပေါ့နော်အမှန်ကတော့ရှိပြီးသားသူတွေကတော့လုပ်စရာမလိုပေါ့နော်အဲ့ဆိုဒီဘက်ကို application နဲ့ထည့်လိုက်တာနဲ့သူက installing ဆိုပြီးပေါ်သွားမှာဖြစ်ပါတယ်လိုမျိုးပေါ့နော်installing ဆိုပြီးပေါ်သွားမယ်ပြီးသွားပြီဆိုကမှကျွန်တော်တို့ဒီ software ဖွင့်လို့ရပြီပေါ့နော် Okay အဲ့လိုမျိုးပေါ်သွားပြီဆိုရင်ကျွန်တော်တို့က software လေးကTelegram software ကျွန်တော်ရပြီပေါ့နော်အခုလက်ရှိကတော့ကျွန်တော်ဒီဘက်မှာ Telegram ပေါ့နော် Telegram ဒီမှာဒီကို Telegram 2ဆိုပြီးတက်လာတယ်ပေါ့နော်ဒီကောင်ဖွင့်ကြည့်လိုက်မယ် Okay အဲ့ပြီး open ပေါ့နော်ဒီလိုပဲ Telegram software ကျွန်တော်တို့ install တင်သွားပြီပဲဖြစ်ပါတယ်start messaging နဲ့ကျွန်တော်တို့စပြီးတော့သုံးလို့ရပြီပဲဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါOkay အဲ့ဆိုကျွန်တော်ဒီမှာနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ Viber ကိုကျွန်တော် download ဆွဲကြည့်ရအောင်ပါဆိုတော့ဒီမှာကျွန်တော်ဒီမှာအတိုင်းပဲကျွန်တော်ဒီဘက်မှာလည်း Viber ဆိုပြီးရှာလိုက်မယ်ပေါ့နော် Viber download ဆိုပြီးရှာလိုက်ပါဒီထိုက်ဆုံးမှာ website ရှိရဲ့အဲ website ကိုသွားပြီးပြီဆိုရင်ဒီမှာ download for maps ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးပါဆိုလည်းအဲ့တိုင်းပဲ unverified တဲ့ဖြစ်နေတယ်ဒါလည်းအဲ့ဆိုအဲ့ညမှာသိထားရမှာကဒီလိုမျိုး download ဆွဲပြီးသွားပြီဆိုရင်တချို့ဒီ Apple App Store ကနေတောက်ဆွဲမယ်ဆိုရင်တော့ unverified တဲ့ဆိုပြီးမပေါ်ဘူးပေါ့နော် verify လို့ပဲပေါ်တယ်ပေါ့နော်ဒီကောင်လေးဖွင့်လိုက်မယ်ပြီးရင်တော့ဒီမှာ drag and drop လုပ်လိုက်ရုံပဲပေါ့နော်အခုဆိုရင်လည်းကျွန်တော်ကနှစ်ခုဖြစ်နေရပေါ့နော်နှစ်ခုရှိနေတယ်အဲဆိုကျွန်တော်တစ်ခုအရင်တော့ install တင်ပြီးသားရှိနေရပေါ့နော်အဲ့ဒါကိုကျွန်တော်ကတစ်ခုလုပ်ရုံပဲပေါ့နော် replay လုပ်မလား keyboard လုပ်မလားပေါ့နော် start လုပ်လိုက်ပါမယ်ဟုတ်ကဲ့ပါဆိုတော့အဲ့တိုင်းနဲ့ပဲကျွန်တော်တို့ကinstall တင်ရတာဖြစ်တယ်ပေါ့နော်ဒီမှာတည်ထားမှာကကျွန်တော်တို့ MacBook တွေမှာကျွန်တော်တို့ဒီသူ့ရဲ့မှာ installer file ဒီ .dmg file ပဲဖြစ်တယ်ပေါ့နော် .dmg ဟိုကကြတော့ကျွန်တော်ဒီWindows တွေမှာကြတော့ .exe ဆိုပြီးပါတတ်တယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တိုင်းလေးပါပဲပေါ့နော်အဲ့ဆိုဒီကောင်လေး install တင်မယ်ဆိုရင်နှစ်ချက်သက်တိုင်လေးနှိပ်ပြီးတော့ install တင်ရုံပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့ကဒီ Telegram Viber ပေါ့နော်ထားပါတော့ Canva လိုမျိုး software တွေပါတယ်ဆိုရင်ကျွန်တော်တို့ကဒီ Apple App Store ထဲမှာရှိရပေါ့နော်အဲ့ဆိုကျွန်တော်ဒီ Apple App Store ထဲမှာတစ်ချက်သွားပြီးတော့ install တင်လို့ရတယ်အဲ့တိုင်းပဲပေါ့နော်အဲ့ဆိုကျွန်တော်ဒီမှာဖုန်းနဲ့ဒီကျွန်တော်ဒီမှာ
computer မှာမရှိတယ်ပေါ့နော်ဒီ Canva ကိုကျွန်တော်က install တင်ကြည့်ပါမယ် Canva ကိုနှိပ်မယ်ပြီးရင်ဒီဘက်ကဒီမှာဒါလေးကိုနှိပ်ချလိုက်ပေါ့နော်ပြီးပြီဆိုရင်သူ install တင်သွားမှာပဲဖြစ်တယ်ပေါ့နော်ခဏဆောင်ပေးပါဒါဆိုရင်လူမျိုးအဝိုင်းပေါ်သွားပြီခါလေးဆိုရင်အဲ့လိုမျိုးလောက်နေတဲ့တော့တွင်မှာသူ Apple App Store ကနေဆွဲတယ်ဆိုရင် Apple App Store Apple ID ကိုပြန်တောင်းတာရှိရပေါ့နော် Apple ID password ပြန်တောင်းတယ်အခါ password ထည့်ပေးရတယ်ပေါ့နော် okay ပါအဲ့ပြင်ဒီလိုမျိုး install တင်ပြီးသွားပြီဆိုရင်သူ open တစ်ခါလေးပေါ်တယ်သူကကြတော့ install လုပ်စရာမလိုဘူး Apple App Store ကကြတော့ပေါ့နော် Canva ဆိုပြီးတော့ပေါ်လာပါပြီ Canva ကိုကျွန်တော်ဝင်ပြီးတော့သုံးရုံပဲဖြစ်ပါတယ်အဲ့ဆိုကျွန်တော်တို့က internet ကသုံးပြီးတော့ download ဆွဲတဲ့ဟာတွေကကျွန်တော်ဒီမှာ .dmg file ပေါ်ပြီးတော့ Apple App Store ကနေဆွဲတဲ့ဟာတွေကြတော့ direct install တင်သွားမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့တိုင်းပဲပေါ့နော်အဲ့တိုင်းပဲ cat ကိုလည်းကျွန်တော်ဒီ Apple App Store မှာရှိရဲဆွဲလို့ရတယ်အဓိကကတော့ကျွန်တော်အကုန်လုံးပြောချင်တာကတော့ဒီဖြစ်နိုင်တော့ Apple App Store ကနေပဲတရက်သွားဆွဲစီခြင်းနဲ့ပေါ့နော်အဲ့ဒီမှာကျတော့ verify ဖြစ်ပြီးသား file တွေပဲရှိတာပေါ့နော်ပြောမယ်ဆိုရင် internet က direct download ဆွဲတာမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကောင်ပို့ပြီးတော့ save ဖြစ်ပါတယ် internet ကနေပြီး Chrome browser ကနေသွားဆွဲတဲ့ဟာတွေကကြတော့သူက save မဖြစ်ဘူးပေါ့နော်တိုးတော်လည်းပဲကျွန်တော်တို့ကတချို့လိုမျိုး Telegram Viber WhatsApp အဲ့လိုမျိုးဟာတွေကတော့ကျွန်တော်တို့ဒီစိတ်ချလက်ချသုံးလို့ရတယ်ပေါ့နော်တခြားသောကျွန်တော်တို့မသိတဲ့ software တွေကိုပဲကျွန်တော် internet ကနေ download မဆွဲမိသေးနဲ့ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ဒါလေးကတော့ကျွန်တော်ကဒီ install တင်ပြပေးတာပေါ့နော်တခြားသော software ဘယ် software ကိုမဆိုအတိုင်းသုံးလို့ရတယ် Apple App Store မှာသွားရှာမရှိဘူးဆိုရင်Chrome မှာရှာပြီး download ဆွဲ install တင်လို့ရပါတယ်ဟုတ်ကဲ့ဆိုတော့နောက်ထပ်တစ်ပိုင်းကတော့ကျွန်တော်ကဒီ software တွေဘယ်လိုမျိုးပြန်ပြီးတော့uninstall ပေါ့နော် delete ပြန်ဖြတ်မလဲဖြတ်ပြစ်မလဲပေါ့နော်ဆိုတော့ okay အဲ့ဒါကတော့ကျွန်တော်ဒီမှာလွယ်ပါတယ်သူကWindows computer လိုမျိုးမဟုတ်တာဖြစ်တဲ့အတွက်ပေါ့နော် Windows computer တုန်းကဆိုရင်ကျွန်တော်တို့ဒီ control panel ထဲမှာသွားပြီးတော့ install သွားလောက်ရတာပေါ့နော်ဒီနေရာမှာကြာအတိုင်းမဟုတ်ဘူးသူကဖုန်းမှာ delete လုပ်တယ်လို့မျိုးပဲလွယ်ကူ delete လုပ်လို့ရတယ်ပေါ့နော် Finder ထဲမှာပဲကျွန်တော်သွားရတယ်အဲ့မှာ application ဆိုပြီးရှိရဲအဲ့မှာကျွန်တော်ဆိုရင်ခု Canva နဲ့Telegram 2ဆိုပြီးပေါ်လာတယ်ပေါ့နော်ခု Telegram 2ဆိုတဲ့ဟာလေးကိုကျွန်တော်ကပြန်ပြီးတော့ဖြတ်မှာပဲဖြစ်ပါတယ်ဖြတ်မယ်ဆိုတော့လွယ်လေးပါဆက်လက်ပေးပေါ့နော် right click ထား move to trash နှိပ်လိုက်ရုံပဲပေါ့နော်ဒါဆိုရင်သူ software တွေအကုန်လုံးသူ Telegram 2ရဲ့ software ကြီးကတခါတည်းပြတ်သွားမှာပဲဖြစ်ပါတယ်ဒီမှာဆိုရင်မရှိတော့ပါဘူးကုန်ပြတ်သွားပြီပေါ့နော်ဟုတ်ကဲ့ပါအဲ့လိုလွယ်လေးပါပဲပေါ့နော်ဆိုတော့ Finder ထဲသွားပြီးရင် application ကကိုမလိုတဲ့ file ကိုသွားပြီး select ပြီးdelete နှိပ်ဖြတ်လိုက်ရုံပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒါလေးကတော့ကျွန်တော်တို့ MacBook မှာကျွန်တော်တို့ခုမှစသုံးတဲ့သူတွေအနေနဲ့ install မတင်တတ်မှာဆိုလို့ပေါ့နော်software install တင်တဲ့နည်းလေးပြပြပေးသွားတာဖြစ်ပါတယ်ဆိုတော့အရှိကအပိုင်း1 2 3ကိုလည်းမကြည့်ရသေးဘူးဆိုရင်ကျွန်တော် channel ထဲမှာသွားကြည့်လို့ရပါတယ်ကျွန်တော်ဒီ playlist လေးလည်းလောက်ထားပေးမယ်ပေါ့နော်အဲ့ဒီမှာလည်းသွားကြည့်လို့ရပါတယ်ဟုတ်ကဲ့ပါဆိုတော့နောက်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ဒီ IDK Digital Store ဆိုပြီးတော့ကျွန်တော် computer ဆိုင်လေးဖွင့်ထားတာရှိပါတယ်ဆိုတော့ laptop computer တွေလိုအပ်လာတယ်ဆိုရင်ကျွန်တော်တို့ IDK Digital Store ကိုလာခဲ့ဖို့လည်းဖိတ်ခေါ်လိုက်ပါတယ် IDK Digital Store ကကျွန်တော်တို့ရန်ကုန်မှာဆိုရင်တော့သမိုင်းမြို့ဟောင်းမှာပေါ့နော်ကျွန်တော်တို့အပြင်ဆိုင်လေးရှိပါတယ်ထိုင်းကလူတွေဆိုရင်တော့ကျွန်တော်တို့အပြင်မှာလာပြီးတော့အိမ်မှာပေါ့နော်ကြည့်လို့ဝယ်လို့ရတယ်လို့ကျွန်တော်တို့ online ကနေလည်းမှာယူဝယ်လို့ရပါတယ်ဆိုတော့ဟုတ်ကဲ့ပါဆိုတော့နောက်ထပ်လည်း community နဲ့ပတ်သက်ပြီးတော့ Ticket Twitter တင်ပေးဦးမှာဖြစ်လို့ channel လေးကို subscribe လုပ်ခဲ့ပါအောင်เนาะဒီကဲလို့ဒီဗီဒီယိုလေးကမေးဆိုလို့အသုံးဝင်နေဆိုရင်တော့လည်း comment မှာ okay လို့မှတ်သွားပါအောင်เนาะနောက်တဲ့ဗီဒီယိုမှာထပ်တွေ့ပါမယ်အားလုံးပဲ bye bye